စဉ်ပန်းကလေးရဲ့ခုဆိုဖို့ခြင်းရွယ်ဘလန်းရဲ့မချူရဲ့ကိုယ်စိတ်မှာပဲကြည်ပြီးချစ်နေတယ်လူတကာချိန်မှလဲဆိုတဲ့တော်ဝင်သူလေးရဲ့ကိုလေးဘယ်လိုများလို့ရမလဲကနာရီလာမင်းသမီးလေးလို့တိတ်လာတဲ့သူရဲ့ပါမွန်ရဲ့နှခမ်းလေးတွေတွေ့ရင်တည်းဆွဲပြီးကွယ်ကနဝင်စံတင်သူရဲ့ကောင်းလို့ကိုဖြစ်ချင်မိတယ်ရာဇဝင်တွေအောင်ချစ်ပြလိုက်မယ်ပန်းလေးပွင့်တာကိုမှမြင်တိုင်းမင်းလေးပြုံးတယ်လို့ပဲမျက်လုံးနဲ့ဝေဆွဲလို့နေချစ်ဆုံးချစ်သူရဲ့ပန်းကလေးပွင့်တာလားမင်းလေးပြုံးတာလားကိုလေးမဝေခွဲတတ်တော့တယ်